တစ်မှာ6တွေ့ရဲ့အသားရည်ရှိပါသလားအသားရည်ကိုနူးညံ့ချောမွေ့စေပြီးရေဓာတ်အပြည့်အဝဖြည့်တင်းပေးမယ်ဒီလိုရှင်းတဲ့အိမ်တွင်းဖြစ်တဘာဝဆေးနှဲလေးကတင့်ကိုကူညီပေးနိုင်ပါတယ်ဒီနေ့လမ်းလေးကိုမမေ့သွားအောင်အခုပဲမှတ်သားထားလိုက်ပါနော်တန်ရှင်းတဲ့ခွက်တစ်ခုထဲမှာပစလင်းစားပွဲတင်စုံတစ်စုံထည့်ပါပစလင်းဟာအသားရည်ကိုနှဆိုင်စွာအာဟာရဖြည့်တင်းပေးပြီးကွဲအပ်နေတဲ့အသားရည်ဒါမှမဟုတ်အရန်6တွေ့ရဲ့အသားရည်တွေကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့ဖက်တီအက်ဆစ်တွေကျွဲဝစွာပါဝင်ပါတယ်တန်လွင်စီစားပွဲတင်စုံနှစ်စုံထည့်ပါတန်လွင်စီဟာအသားရည်ရဲ့ကိုစိတ်ဝင်ပြီးနူးညံ့မှုကိုပြန်လည်ရရှိစေရဲ့တဘာဝရေဓာတ်ဖြစ်ပစ္စည်းတစ်ခုဖြစ်ပါတယ်ဒါအပြင်အသားရည်ရဲ့အလွှာကိုလည်းပုံမခိုင်မာစေပါတယ်နောက်ဆုံးအနေနဲ့ဗီတာမင် E စီလက်ဖက်ရည်စုံတစ်စုံထည့်ပါဗီတာမင် E မှာအသားရည်ကိုကာကွယ်ပေးတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့6တွေ့ရဲ့နေရာတွေကိုပျောက်ကင်းစေပြီးအသားရည်ကိုငယ်ရွယ်ဝင်းပစေပါတယ်ပါဝင်ပစ္စည်းအလုံးကိုနှက်ဆက်အောင်ရောမွေပြီး6တွေ့နေရဲ့အသားရည်ပေါ်မှာပုံမှန်လိမ့်ပေးနိုင်ပါတယ်တင်ဟာဗနိုင်ငံဒါမှမဟုတ်ဗမျိုးကနေဒီဗီဒီယိုကိုကြည့်နေတာလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးနော်ကွန်မန့်မှာစကင်လို့ရေးပေးခဲ့ရင်ဒီနေ့အတွက်အခမဲ့အသားရည်ထိမ့်သိမ်းမှုဆိုင်ရာအကြံပြုချက်လေးတွေကိုပို့ပေးသွားပါမယ်